Hello,အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်စတိတန်တော်ဝမ်းဖြစ်ပါတယ်ဗီဒီယိုမတင်ပြတာ6လ10လလောက်ရှိပြီဆိုပေမဲ့ကျွန်တော်တို့ဘာလို့မတင်ပြလဲဆိုတော့ကြောင်းကိစ္စလေးနဲ့အလုံးရှုံနေရောပါကဲဆိုတော့အခုမိုက်ဖက်ဗီဒီယိုလေးတွေပြန်လာပါပြီကဲဆိုတော့ကျွန်တော် episode 2ကိုစလိုက်အောင်ဒီကျွန်တော်ကုန်ကတော့ကျွန်တော်ဘာလုပ်နေလဲဆိုတာကိုပြောပြပါမယ်ကျွန်တော်ပထမဆုံးအနေနဲ့ဇပိုင်းအဆိုင်ဖို့အတွက်မြင်လိုက်ညှိပါတယ်အဲ့မြင်ညှိတာကိုအခုမှဆိုတော့တော်တော်ပြီးသွားပြီ host back ညှိပြီးသွားပြီပေါ့နော်အဲ့ဒါကိုကျွန်တော်တော်တော်လုပ်လိုက်ရပါတယ်။ဘာလို့ဆိုတော့တောင်တတော်ကိုတော့ရှင်းရတာပေါ့နော်။အဲ့ဒါဟိုဘက်ကမပြီးသေးဘူးပေါ့နော်။ကဲဆိုတော့နောက်တစ်ခုကတော့ကျွန်တော်လေယာခင်းတေးသေးလေးမှာစပားတွေကိုစိုက်ထားပါတယ်။ဒါပေမဲ့ဘားခင်းတွေကုန်လို့ကျွန်တော်ဒီညီပြတ်တစ်ခုလုံးမှာစိုက်မှာပဲဖြစ်ပါတယ်။ဒါပေမဲ့အခုတော့မရသေးဘူး။နောက်ပိုင်းဒေးနေရ300လောက်ကြာရမှာ။အခုပြောတော့ကျွန်တော်စုဆောင်းထားတဲ့ item ပေါ့ဒါကကျွန်တော်မိုင်းရှက်တွေရထားတဲ့ item တွေဖြစ်ပါတယ်။တော်တော်များများရထားတယ်ပေါ့နော်။နောက်တစ်ခုကတော့ကျွန်တော်တို့ diamond တွေစိန်ရှည်ရတနာတွေကိုရထားရပဲဖြစ်ပါတယ်။ဒါလေးကတော့ကျွန်တော်မြေအောင်ခန်းလေးပဲဖြစ်ပါတယ်ဒီမြေအောင်ခန်းကကျွန်တော်တို့ပေါ့နော်စပွန်နာတို့ item တွေပေါ့နော်အာယုံတို့ဘာလို့တူဖို့အတွက်ပေါ့နော်ဒီဟာလေးကိုစောက်တာခြင်းဖြစ်ပါတယ်ဒါလေးစောက်ဖို့တော်တော်အချိန်ပြလိုက်ရတယ်ဒီပေးရပေါ့နော်အဖေရောဘလော့တွေကတော်တော်ရှားရှားပါပါကိုယူရတယ်ပေါ့နော်ရှားတာမရှားပါဘူးကူထဲမှာရှိပါတယ်တူကအကြာကြီးပဲတော်တော်ဒီအပေးက copper stone တူကအကြာကြီးပေါ့နော်ဒီထဲမှာကျွန်တော် item တွေထားထားပါတယ်ဒီတိုင်းပေါ့နော်ကြောက်ဘလော့တွေပါထားထားရပေါ့နော်ကဲဆိုတော့ဒီဘက်ဟိုးအဝေးပေါ့နော်ကျွန်တော် live မပြတော့ပါဘူးဘာလို့ဆိုတော့ sponsor ထိတယ်မရောက်သေးဘူးတော့ဒီထဲမှာ mic set ထိကျွန်တော်ပေါက်တယ်ပေါ့နော်နောက်ပိုင်းကျရဲဆိုတော့ဒီမှာ item တွေရမယ်ပေါ့နော်ဒီကနေတတိဖြစ်တော့မှာပေါ့ကဲဆိုတော့ကျွန်တော်တဲကန်နေရမှာတော့ဟိုတစ်ခေါက်ကျွန်တော်လှုပ်ထားတယ်ပေါ့နော်ဒီအတုံးလေးတန်းထားအဲ့ဒါတော့ sugar cane fan ပဲစောက်တာပေါ့နော်အဲ့ sugar cane ရတိတ်မရှိဘူး sugar cane ရပြက်လက်နေတယ်အဲ့တဲ့ fan တာကြီးနေတာ sugar cane ရနင်းတယ်ပေါ့နော်ဟိုးဘန်နာတွေပါဆိုတာ sugar caneကျွန်တော်အပင်နဲ့တိတ်မကြည့်ဘူးကျွန်တော်ဒီဘက်ကိုတိတ်မရပြစ်လို့လားမသိဘူးအပင်နဲ့တိတ်မကြည့်သေးဘူးကဲဆိုတော့ဒါ sugar cane fan လေးပေါ့နော်နောက်တစ်ခုကတော့ကဲဆိုတော့နောက်တစ်ခုမပြခင်တော့ကျွန်တော်အရင်အိတ်လိုက်ပဲဘာလို့ညာမွေးချုံတီဘူးလို့ပေါ့နော်ညာမွေးချော်ချုံပြီးထွက်လာတယ်အခြေအနေမကောင်းဘူးပေါ့နော်ကဲတော့ကျွန်တော်ဒီဘယ်လောက်လဲမသိဘူးပြီးသွားပြီပေါ့နော်ကဲဆိုတော့ commodity day 90ရဲ့မနက်ခင်းကိုရောက်ရှိလာပါပြီ day 90ရဲ့မနက်မှာတော့ကျွန်တော် sugar cane fan ကိုပေါ့နော်ကျွန်တော်တို့ဒီ sugar cane ရဲ့ဘေးမှာရှည်လေးထည့်ဖို့ပေါ့နော်ကျွန်တော် tab block ရဲ့ဘေးမှာရှည်လေးချဖို့တွားလုပ်ပါတယ်အလောက်ကပြီးသေးဘူးပေါ့နော်ဒါလေးလိုပွားကြတွေ့ကြအောင်ပြီးတော့ကျွန်တော်စပားတွေကိုလို့နှုတ်ထားပါတယ်ကျွန်တော်စပားတွေတော်တော်များများရထားရပေါ့နော်ရထားတဲ့စပားတွေအကုန်လုံးကိုကျွန်တော်စပက်ကြီးဖြစ်လုပ်မှာပေါ့နော်စပားတွေအကုန်လုံးထုတ်လိုက်မယ်ပေါ့နော်ကိုစီဒီဆိုတော့ကျွန်တော်ဘယ်နှခုရမလဲဆိုတော့ချက်ကြည့်လိုက်ရအောင်စပားတွေက3 step 4 step ရပြီမဲ့လေကျွန်တော်ဒီစပားတွေကိုထုတ်လိုက်တဲ့အချိန်မှာဒီ2တန်းမဲ့ရရပေါ့နော်တော့ဒါဘယ်နှဘလော့ပလက်လေ4ဘလော့ပလက်လားမသိဘူးပေါ့နော်အဲ့တော့2တန်းမဲ့ရပါတယ်ခင်ဗျာပြကျွန်တော်ဒုဆိုင်ရှိရလောက်ရမယ်ပေါ့နော်ကျွန်တော်ရှေ့ရမြင်တွေ့နေတဲ့တောင်ပေါ့တော့ကျွန်တော်နည်းနည်းဖြိုမယ်ပေါ့နော်ဒီတောင်ဖြိုဖို့အတွက်ဆိုရင်တော့ကျွန်တော်ရှိနေတဲ့ wide level ကကျွန်တော်ပေါ့နော်646ပေါ့နော်အဲ့ဖြိုမယ်ပေါ့နော်ကျွန်တော်646ကနေ630ဒီဖြိုမယ်ပေါ့နော် maybe 16ဘလို့ပေါ့အဲ့8တောင်ပေါ့အဲ့ဒီဖြူမယ်ကျွန်တော်ဒီမှာတော့ offline လောက်ထားမယ်တော့ live မှာတော့လွှင့်ပြီးဖြူပြထားတယ်ကဲဆိုတော့ကြည့်ချင်ရ live မှာပဲတော့ကြည့်မလို့အတန်းတော့မပါဘူးကဲဆိုတော့ဖြူပြအောင်ပဲတွေ့ကြအောင်69ရဲ့မြောင်းနေတော့ညနေမူချုပ်နေပြီပေါ့နော်ကျွန်တော်ဒေးတရရောက်တော့မယ်ပေါ့နော်နေဝင်စီးစားကိုကြည့်ပြီးတော့အိတ်လိုက်တယ်ပေါ့နော်နောက်ဆုံးမှာတော့ကျွန်တော်ပေါ့နော် day 1အတွက်ကိုရောက်ရှိခဲ့ပါပြီဒါဒေးတရပြည့်ရဲ့နေနေတယ်ပေါ့နော်ကျွန်တော်100ဆိုပြီး iron block နဲ့လောက်ပါမယ်ဒါပေမဲ့ကျွန်တော်မှ iron ကအဲ့လောက်မရှိနေဘူးတော့3 step 4 step ပဲရှိတယ်အဲ့နဲ့လောက်မလားကျွန်တော်သိချမသိဘူးပေါ့နော်ကဲတော့တစ်ချက်တော့လုပ်ကြည့်လိုက်အောင်ကဲတော့နောက်မှာတော့ကျွန်တော်တို့အာရုံနဲ့ဆောက်ထားတဲ့1အတွက် D1 အတွက်ကိုမြင်တွေ့ရရှိပါတယ်ပြီးတော့ကျွန်တော် episode 2လေးရတယ်ပြီးသွားပါပြီခင်ဗျာကဲတော့ဒီနေ့ဗီဒီယိုကတော့ပါပဲကျွန်တော်6လ10လတော့ပြောက်သွားတဲ့အတွက်လည်းကျွန်တော်တောင်းပန်ပါတယ်နောက်ထပ်2လ3လနေနောက်ထပ် episode 3ပြန်လာပါမယ်ကဲဆိုတော့အားလုံးပဲပတ်ပါခင်ဗျာ